ဘဝမှာကိုမပိုင်ဆိုင်ခဲ့ရတဲ့တစ်စုံတစ်ဦးကိုသတိရတဲ့အခါမေတ္တာပို့ပါကိုအသက်နဲ့ထပ်တူချစ်ခင်ရတဲ့တစ်စုံတစ်ဦးကိုအလွန်သတိရလာတဲ့အခါသူမျက်နှာလေးကိုမြင်အောင်ကြည့်ပြီးမေတ္တာပို့ပါမေတ္တာဆိုတာပို့တဲ့ကိုယ်လည်းအေးချမ်းရသလိုမေတ္တာပို့ခြင်းခံရတဲ့တစ်ဖက်လူလည်းအေးချမ်းစေပါတယ်သတိရတဲ့အခါလွမ်းဆွတ်တန်းတာနေမယ်ဆိုရင်ကိုယ်လည်းပူလောင်နေရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းအစဉ်ပြေပြေနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့တစ်စုံတစ်ဦးကိုသတိရတဲ့အခါဝမ်းနဲ့ပူဆွေးပြီးလွမ်းဆွတ်တန်းတာနေမယ်အစားသူအစဉ်ပြေဖို့နဲ့ပျော်ရွှင်ရဖို့အတွက်မေတ္တာပို့ပြအောင်ပို့ပါဘုရားတပည့်တော်မပိုင်ဆိုင်ခဲ့ရသောတစ်စုံတစ်ဦးသည်ယနေ့မှစ၍စိတ်ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေသွားလီယာလာလီယာခလုံးမထီစူးမညိပဲအနေရကင်းဘေးရှင်းပါစေစိတ်ဒုက္ခတွေကင်းဝေးပြီးနာကျင်မှုတွေပပျောက်ပါစေလို့ပေါ့ကိုယ်ဟာသူ့ကိုမပိုင်ဆိုင်ခဲ့ရလို့ဆိုပြီးတော့မချေမနှံ့မဖြစ်ပါနဲ့တစုံတစ်ယောက်ကိုမချေမနှံ့ဖြစ်ရတဲ့အခါဖြစ်လာတဲ့အခါတနေ့ကျရင်ခွဲရမှာပါလားလို့တွေးပြီးတော့ခွန်လွှတ်ပေးလိုက်ပါတစုံတစ်ယောက်ကအမားတွေကိုကိုယ့်အပေါ်မှာလှုပ်လာတဲ့အခါငါလည်းအမားတွေလှုပ်တတ်တာပါပဲလို့ဖြည့်တွေးပြီးတော့နားလည်ပေးလိုက်ပါတစုံတစ်ယောက်ကကိုဖြစ်ရှင်တယ်လို့ဖြစ်မလာတဲ့အခါလောကကြီးမှာရှိတဲ့မြတ်သက်ရှိတတ်မဲ့အကုန်လုံးဟာသူတို့ဘောနဲ့သူဖြစ်နေကြတာပါလားလို့တွေးပြီးတော့ဥပက္ခပြုတ်ပေးလိုက်ပါဒါကိုငြိမ်းချမ်းသောဘဝနေနီးလို့ခေါ်ပါတယ်